နေ့သာသနာတော်နှစ်2554ခုနှစ်ဗျာဒိုလဇန်14ရက်2011ခုနှစ်တလပိုင်း18ရက်နေ့ညကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤတရားဌာနရန်ကုန်တိုင်းမရန်ကုန်မြို့နယ်ဇဗုသီရိဗိမာန်တော်နယ်စပ်နှင့်တောင်တန်းဒေသသာသနာနုဂဟအသင်းသာသနာပြုသင်တန်းကျောင်းအတွင်းရှိဓမ္မပူဇနီယနေရာဌာန၌ရန်ကုန်တိုင်းကောစကံအတွင်းသရင်သုံးနေထိုင်တော်မူကြကုန်သောဘုရားမှုရှိသောသံဃာတော်အရှင်သူမြတ်အပေါင်းတို့အားဥထိပ်ပန်းစင်လျက်တရားပွဲတော်ဖြစ်မြောက်ရေးအကျိုးတော်ဆောင်အဖွဲ့ဓမ္မမိတ်ဆွေမိသားစုဓမ္မဒါနအကျိုးတော်ဆောင်လုပ်ငန်းနှင့်မရန်ကုန်မြို့နယ်သူနယ်သားအပေါင်းတို့မှစုပေါင်းဆင်ရင်ကျင်းပပြုလုပ်အပ်သောဓမ္မပူဇနီယအခါကာလပထမညဓမ္မဒါနကုသိုလ်ရှင်များဖြစ်ကြသောနဖက်သောမိဘများအားရည်စူး၍ဥအောင်မြင့်ဒေါ်ကျင်ထေးမိသားစုမြောက်ဘရင်နှင့်မြောက်ကျောင်းဆောင်ဘဲငံပြရေလုပ်ငန်းမြောက်ဥက္ကလာနှင့်တကွတရားနာပိသပေါင်းသူတော်ကောင်းတို့မှစုပေါင်းလှူဒန်းပြုလုပ်အပ်သောဓမ္မပူဇနီယကာလအခါသမယ၌တရားတော်နာကြွရောက်တော်မူလာကြကုန်သောယောဂီသူတော်စင်များအားလုံးစိတ်ဤချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းပြည့်စုံစွာနှင့်ဦးဇင်းတို့ဟောပြောပြသမဲ့သစ္စာတရားများကိုနာလဲနာနိုင်ကြပါစေနာတဲ့အတိုင်းလဲသိကြပါစေသိတဲ့အတိုင်းလဲဒီဘဝဒီခန္ဓာမစွန့်ကြခင်ကိုယ်ဒုက္ခကိုလက်စသိမ့်အောင်ကျင့်ကြံကြိုးကုပ်ပွားများအားထုတ်နိုင်ကြပါစေလို့ရှေးဥစွာမေတ္တာပို့သပေးလိုက်ပါတယ်နော်မှန်ပါပါဗျာသစ္စာတရားတော်တို့ကိုဟောကြားရာ၌သစ္စာ၄ပါးမြတ်တရားတော်တို့ကိုဆရာမကူသယံဘူဉာဏ်တော်မြတ်ဖြင့်ကိုယ်တော်တိုင်အကျွင့်မဲ့ထိုးတွင်သိမြင်အောင်မြင်တော်မူပြီးတတ္တဝဝိနည်းအပေါင်းတို့အားသစ္စာရေအေးအမြိုက်ဆေးတော်တို့ကိုတိုက်ကြွေးတော်မူဝေထသောမဟာကရုဏာတော်ရှင်ဗုဒ္ဓံမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကောင်းစွာဟောကြားဆုံးမတော်မူခဲ့၍ဆုံးမတော်မူသည့်အတိုင်းလိုက်နာကျင့်ဆောင်သောပုဂ္ဂိုလ်အပေါင်းတို့အားကျင့်ဆောင်သူတို့အလျောက်အခါမလင့်သောအကျိုးကျေးဇူးအထူးတို့ကိုပေးစီတတ်သောဓမ္မံတရားတော်မြတ်တို့ဤဂုဏ်တော်ကျေးဇူးတော်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဤအဆုံးအမဓမ္မဒေသနာတော်တို့အားယနေ့နှစ်ပေါင်း2554ခုနှစ်တိုင်တိုင်အတွန်းရှိတည်ရန်ခိုင်မြဲအောင်အစဉ်အဆက်ထိမ့်သိမ်းစောင့်ရှောက်တော်မူလာကြကုန်သောသံဃံသံဃာတော်မြတ်အပေါင်းတို့ဤဂုဏ်တော်ကျေးဇူးတော်နှင့်တကားဦးဇင်းအားဤသစ္စာ၄ပါးမြတ်တရားတော်တို့ကိုကိုယ်တိုင်လည်းနာကြားသိရှိနိုင်အောင်ယောဂီအပေါင်းသူတော်ကောင်းတို့အားလည်းယခုကဲ့သို့တဖန်ပြန်လဲဟောပြောညွှန်ကြားပြသနိုင်အောင်နိဗ္ဗေလမ်းပြသွန်သင်ဆုံးမပေးတော်မူခဲ့ကြသောဘဝတစ်ပါးသို့ကွယ်လွန်အနိစ္စရောက်သွားကြပြီဖြစ်သောမွေးသဖခင်ကျေးဇူးရှင်နှင့်မွေးသမီးခင်ကျေးဇူးရှင်ကြီးတို့၏ဂုဏ်ကျေးဇူးဆရာသခင်ဖြစ်တော်မူသောကျေးဇူးတော်အရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးဤသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့အားပူဇော်သောအားဖြင့်၎င်းကျေးဇူးဆတ်သောအားဖြင့်၎င်းဦးဇင်းမျက်မှောက်သို့ယနေ့တရားနာကြွရောက်လာကြသောပ
တန်တရာဤဆွေတော်မျိုးတော်အပေါင်းတို့အားကျေးဇူးဆက်သောအနေနဲ့ဟောကြားသွားမှာဖြစ်ပါတယ်အားလုံးသောသူတော်ကောင်းအပေါင်းတို့လည်းမိမိတို့ရဲ့မပိမလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလကိုလက်ကင်ထားပြီးတော့ရရှိလာတဲ့မိမိတို့ရဲ့ဘဝအကျိုးဒူးလေးတွေကိုအကောင်းဆုံးအသုံးချနိုင်အောင်ကြိုးစားကြပါလို့အားလုံးလေးစားစွာနဲ့တိုက်တွန်းပါတယ်နော်မှန်ပါဗျာဦးဇင်းတို့တွေရရှိလာတဲ့ဘဝအကျိုးဒူးစောစောပြောလိုက်တဲ့စကားလုံးအနမတကသန္တရာမှာသန္တရာတစ်ခွင်မှာပညာရှိသောတတ္တဝါတိုင်းတောင်းတခဲ့တဲ့ဘဝပညာရှိတဲ့တတ္တဝါတွေဘယ်လိုဘဝတွေတောင်းတခဲ့သလဲတစ်ဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်တဲ့ကာလနဲ့ကြုံကြိုက်ပါရစေနှစ်ဘုရားရှင်ဤတရားတော်ကိုနာကြားနိုင်သောဘဝရရှိပါရစေသုံးဘုရားရှင်တရားတော်ကိုမိမိတို့ကောင်းစွာနားလည်သဘောပေါက်အောင်ဟောဖို့ညွှန်ကြားဆုံးမနိုင်သောဆရာသမားကောင်းများနဲ့တွေ့ပါရစေဟုတ်ကလားတခါတရားတော်ကိုကောင်းစွာနှလုံးညွတ်နူးနာယူကျင့်သုံးနိုင်သောဘဝဖြစ်ပါရစေဒါလည်းသိအရေးကြီးတယ်တရားတော်တွေရှိပါတယ်ဟောလဲဟောနေကြပါတယ်နာလဲနာကြရပါတယ်သို့သောစိတ်နှလုံးသားနုညံ့သိမ်မွေ့ခြင်းမရှိရင်တရားတော်အပေါ်မှာယုံကြည်မှုတရားတွေပေါက်ဖွားမလာဘူးဆိုရင်ဒီပုဂ္ဂိုလ်တွေအတွက်ဒီတရားတော်တွေဟာကျေးဇူးရှိနိုင်ပါမလားမရှိနိုင်ပါဘူးဗျာဒါကြောင့်တရားကိုထောင်တတ်တဲ့နာပါဖို့လဲကိုယ်တော်ကောင်းတို့မှအခုဦးဇင်းကြည့်တယ်လမ်းမဘဝကြည့်လိုက်ကြတဲ့ကပရိသတ်ကအောက်မှာပြည့်နေဩသူတို့အလူအရက်လာကြတယ်ဘာလို့မလို့လာကြတရားနာမလို့ဦးဇင်းကဝမ်းသာလိုက်တယ်ဩသာသနာတော်အတွက်ဗုဒ္ဓရဲ့အဆုံးအမတွေပေါ်မှာမျက်နှိုးကြသူတွေတန်ဖိုးထားကြသူတွေအလေးအမြတ်ပြုကြသူတွေရှိကြပါသေးသလားဒီလိုလေးအောင်းမှွေမိတယ်နော်အားလုံးလည်းသတိပေးခြင်းနဲ့အခုငါတို့ပြုလုပ်နေတဲ့အခမ်းအနားသည်ဗုဒ္ဓ၏အဆုံးအမများကိုဟောကြနာကြတဲ့ဟောတဲ့လူကလည်းဘယ်သူအဆုံးအမဟောမှာနာကြကြမှာလဲရှင်တော်ဗုဒ္ဓမြတ်ဖရာရဲ့တရားတော်တွေဟောကြနာကြမှာဖြစ်တဲ့အတွက်တရားတော်နဲ့ထိုက်တန်တဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်မိမိတို့ရဲ့ကာယကံဝစီကံမနောကံတွေကိုကောင်းစွာထိမ့်သိမ့်ပြီးတော့မိမိကြောင့်သာသနာတော်ကြီးအောက်တန်းမကျအောင်နော်သာသနာတော်ကြီးမညှိုးနွမ်းအောင်အပြုအမူတွေကိုအကောင်းဆုံးနဲ့အသိမွေဆုံးဖြစ်အောင်ထိမ့်သိမ့်ရင်းနဲ့သာသနာပြုပေးတော်မူကြပါလို့ဒကာဒကမအားလုံးကိုဦးဇင်းကမေတ္တာရက်ခံပါတယ်နော်တကယ်သာသနာပြုနေကြတဲ့ပုဂ္ဂိုလ်တွေဟာလက်တွေ့လူလောကမှာတကယ်သာသနာပြုနေတာသူတော်ကောင်းတို့ကိုယ်တိုင်ပဲဖြစ်ပါတယ်သူတော်ကောင်းတို့သည်ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အားလျော်စွာဗုဒ္ဓဘာသာဝင်တို့ဤနေပုံထိုင်ပုံပြောပုံဆိုပုံသွားပုံလာပုံကြည်ကြံအားထုတ်ပုံတွေဟာတခြားသောဘာသာဝင်များဤရှုကြည့်เสียသုံးသပ်เสียဝေဖန်เสียဖြစ်ပါတယ်အဲ့တော့သူတော်ဘာသုံးသပ်ရှုကြည့်ဝေဖန်တဲ့အခါမှာအကောင်းဆုံးအစဉ်ကျယ်ဆုံးအမြင့်မြတ်ဆုံးဖြစ်အောင်သူတော်ကောင်းတို့ရဲ့အပြုအမူတွေကိုကောင်းစွာကြည်ကြံပြုစုပြိုးထောင်ပြီးနေနိုင်ကြမယ်ဆိုရင်ဒီသာသနာပေါ်မှာမည်သူမှမထီမဲ့မြင်မပြုရဲပါဘူးသာသနာကိုယိုသေးလာကြမယ်ကိုင်းဆိုင်လာကြမယ်အလေးအမြတ်ပြုလာကြမယ်ဘယ်သူတွေပေါ်မှာမူတည်လဲဘုန်းကြီးတွေဆိုတာကြောင်းထဲနေတာပါနော်တကယ်သာသနာပြုနေတာကအရက်ထဲကလူတွေပါ
ဒါကြောင့်သူတော်ကောင်းတို့တွေသာသနာမျက်နှာကြည့်ကြပါပြောเสียရှိရင်သာသနာမျက်နှာကြည့်ပြောလုပ်เสียရှိရင်သာသနာမျက်နှာဗုဒ္ဓငါတို့ဤအပြုစုအပြုမှုအပြောဆိုကြောင့်ဗုဒ္ဓအပေါ်မှာဆွဲရမကြအောင်ဗုဒ္ဓသာသနာသိက္ခာမကြအောင်ငါတို့ကြင်ကြံကြမယ်လာရင်လဲစီးနဲ့ကမ်းနဲ့လာမယ်ပြန်ရင်လဲအဲ့ဒါဘာလို့တော့သာသနာပြုတာပဲတခွန်းနဲ့ပြောရင်သာသနာပြုတာအဲ့တော့သာသနာပြုပေးကြပါဟုတ်ကဲကောင်းပြီဒီနေ့ဟောမှာဒီနေ့ဆိုတော့ဒီနေ့တည့်ရက်ထဲမပြီးပါဘူးအရင်တစ်ပတ်ကလည်းဦးဇင်းတို့ဒီဗိမာန်တော်ကြီးဆောက်လုပ်ဆဲကာလမှာလာရောက်ဟောပေးခဲ့တယ်ကံအကြောင်းဟုတ်ကဲ့လားခုလည်းကံအကြောင်းပဲပြောမယ်ဥပရိပန္နာသပါဠိတော်ဒါစာပေမှာရှိတာဥပရိပန္နာသပါဠိတော်မဟာကမ္မဝိဘင်္ဂသုတ်ဆိုပြီးတော့စာမှာလာပါတယ်ဒီတရားတော်ကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဘယ်မှာဟောခဲ့သလဲဆိုရင်ရာဇကြိုပြည်ဝေလူဝံကျောင်းတော်မှာဘယ်သူတွေကိုအကြောင်းပြုခဲ့သလဲဆိုတော့အရှင်သမိတ္တိဆိုတဲ့သုံးဝါရယဟန်လေးတစ်ပါးရဲ့အရှင်အနန္ဒာအရှင်မြတ်ကြီးရဲ့အရှင်ဥဒ္ဒါယီဆိုတဲ့ပုဂ္ဂိုလ်တစ်ပါးရဲ့ကိုအကြောင်းပြုပြီးတော့တန်ဃာတွေကိုမဟာကမ္မဝိဘင်္ဂဆိုပြီးတော့ကံကိုခွဲခြမ်းစိတ်ဖြာပြီးဝေဖန်ဟောကြားခဲ့တဲ့သုတ်တော်တစ်ခုဖြစ်ပါတယ်အဲ့တော့ဟောတဲ့နေရာကရာဇဝကြိုပြည်ဝေလူဝံကျောင်းအကြောင်းခန္ဓာကအရှင်အနန္ဒာနဲ့တကွအရှင်သမိတ္တိအရှင်ဥဒ္ဒါယီတို့ကိုအကြောင်းခံတယ်ဟုတ်ပြီနော်ပေါင်းပြီအဲ့တော့ဦးဇင်းတို့တော်ကောင်းတို့အားလုံးနားလည်ထားကြတယ်သဗ္ဗေတတ္တအားလုံးသိတယ်ဟောဒီယုံနာခန္ဓာရှိတဲ့တတ္တဝါတွေဟာကံကြောင့်နံယုတ်ခဏလေးပြမာတွေတရားတွေခဏတာနော်ခဏလေးအဲ့တော့ကံအကြောင်းကိုကျေးဇူးရှင်ဘုဂုတ်ဆရာတော်ဘုရားကြီးကသဗ္ဗေသတ္တကမ္မတက္ကဆိုတဲ့ဗုဒ္ဓရှင်တော်ဟောဖို့ညွှန်ကြားတဲ့စကားလေးတစ်လုံးကိုသူတော်ကောင်းတို့ဦးဇင်းတို့နားလည်အောင်ပဋိစ္စသမုပ္ပါအကြောင်းကျိုးဒေသနာကိုဦးဇင်းတို့သူတော်ကောင်းတို့လူဘိန်းတွေဦးဇင်းရဲ့သူတော်ကောင်းတို့ရဲ့ဟုတ်ပြီနော်ဟုတ်ဆိုဦးဇင်းကလည်းလူဘိန်းပဲနော်တော်ဖြင်းသောအသောပုဂ္ဂိုလ်မို့လို့ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးတရားပဲနားလည်အဲ့တော့သူတော်ကောင်းတို့ကလည်းတော်ဖြင်းတဲ့အတဲ့လူတွေမို့လို့ဒီထဲမှာလူတော်တွေလည်းပါလိမ့်မယ်နော်အများကိုခြုံပြောတာဒီမူကြိုဆရာနဲ့အစဉ်ပြေးနေနော်မူကြိုဆရာဘာမှတတ်တာမဟုတ်ဘူးသို့တော့တတ်တဲ့လောက်အခြေခံလေးတွေလိုက်ပြောပြနေတာကိုသူတို့ဒါကောင်းကောင်းပြည့်ပြည့်စုံစုံနားမလည်သေးဘူးဆိုတော့ဒီပုဂ္ဂိုလ်ကြီးတော်ကြီးဘိုးဖြစ်နေတာပေါ့ဗျာနော်တကယ်တော့ဘာမှတတ်ဘူးအခုတတ်တဲ့လောက်လေးပြောပြတာကိုသူတို့မတတ်ဘူးဖြစ်နေလို့ရှင်းသလားရှင်းပါပြီကောင်းပြီအဲ့တော့တို့တွေအဲ့ဒါသတိထားဖို့လိုတယ်တပည့်တော်တို့ကဒေအိုတရားမှနားထောင်တတ်တာဘုရားလို့ပြောမဲ့အစားတပည့်တော်တို့ကလည်းလေအဲ့ဒီဒေအိုမူကြိုပြောမှနားလေတာနော်တပည့်တော်တို့ကညံကမှတ်မိဘူးဖေတပည့်တော်တို့ဆရာနဲ့တပည့်တော်တို့ဘာလို့ဒီလိုပြောမဟုတ်ရင်စကလုံးအသုံးလုံးတွေမှားရင်ဒေအိုရန်သူပေါ်လွန်းလို့မြစ်တရက်ခံတယ်နော်ဘာလို့ဆိုဦးဇင်းကြုံခဲ့ဘူးတဲ့ခုဒီထဲမှာလဲရှင်သမိတ္တိကယဟန်သုံးဝါရမှာဖြစ်တဲ့ပြဿနာဦးဇင်းကလည်းယဟန်သုံးဝါရမှာနေလဲပြီးတရားဟောတော့ကမ္မထန်တရားပြီးတဲ့အခါရွာတရားမှာအချိန်20မြောက်တရားစခန်းပွဲကိုအရေးပေါ်ဝင်ကူလိုက်ရတာအမှန်သူမင်္ဂလာကနီးစပ်ရအကြောင်းကဘုန်းကြီးတစ်ပါးကမင်းတရားလေးဟောတတ်လားမေးတော့တပည့်တော်မတောက်တစ်ခေါက်တော့တတ်ပါလေတက်ငါလိုက်ကူစမ်းกว่าဆိုအရတော်ပဲလိုက်သွားတယ်တင်မဗျာအလုတ်မရှိပြင်းပါတယ်တပည့်တော်လိုက်ခဲ့မယ်ဆိုလိုက်သွားအဲ့ဒီမှာဟောနေရင်တပွဲမှမဟောရသေးဘူးဥတုမင်္ဂလာတို့ကံကောင်းမှုကဟိုးဘက်တစ်စခန်းကဟောမဲ့ဆရာတော်နှစ်စဉ်စခန်းကျင်းပပေးနေတာဆရာတော်ပါရှိတယ်အဲ့ဒီနှစ်ပါးလုံးကရှေ့စဉ်နောက်စဉ်ပြန်တော်မူသွားတယ်စခန်းကြီးကတန်လန်းနော်အဲ့တော့စခန်းပြမဲ့လို့မရှိဘူးကိုတော်လေးရမလားတဲ့စူးစမ်းကြည့်ရမှာပေါ့
Sakan Pieme to the video, 9 the law, 1 time Jibame, so a Goroji, Zoswera, Badoyo. Era Hobaga Guresia or Ibitagayo. Shemiaji, the low like a hobiqua. Piera, Donema, not to Menglaru, around Nesakani, lower a loaded, Tizi Gemari. Era put down the Navus or down Nanga, Luni, Lutina, Pima, Remale, Mabizumau. No? Era Yamananga, Alego Jima, a year of the kind. Hello, Anima. The Magriga Machilo Udumengla Dokuat. Guaro, a China said, you have the Asakamo, Udumengla, Tatamia, Madamia, Chosa, young like that. They are the way lay hobby, you are the Gia. The Asakamo Ogra, Tower. Naru, Sea Gaunt Tui, Akuma, take those Seana Tui. A China said, Lola, Bam, no? Ero to your low luggage, so we don't tap it or loss of a guy in a tap or raw. Eh, you are Napa lega, Pony John Lega, Pony Lega, Mingo or Bago Romero. No? So Robbie, she did, hey, I'll maybe do that, they don't do me lava. Penawaro, don't wabia, Bandado, Banda Bobia. No? Where's the Muro? Where's on the move out here? So, Era G. who gone ta on it. No? Era, to rob Yadana Lasha, Udumingla, Bam, that will be a Balu on the bin. No? Era, or the G who call you at the Gaji body shop or a row. Ah, Shempiabio Matita, the video. Era Shempiada, Siagon Tomago, Siagon Tomago, Tui, Lagajas, drew up a Lutica, got it on a beautiful. No? Edelu, Erimama, oh, Mimu Nerega. The gate. All that G. Mare, Siaroji de Baga. Tusima, Tanyala, when Bido, the Yadabu, Hoge Buddha net, Tanyosem Chindan, Lamb Bido, a John Jade, Dudube, the Yoga, the Loop Chindi, Dido, Saikene, Abjila Dobi, Siaroi, Dwashodo, Siarojiga, Lampiore, Erangadabe, Menoka Usaleja, Longwa Matine, Suroma, Tumekla, Kaumaguera. Ero, Yama Biojane, Mujo Siane, Mujo de Hobino. Shinlon logo, this Yana do it. Hobby like go Dora Tim Janamare. Jatanam picking Juluda. Gang on me. Erimaji. David Dada, Gamara. Gansura, Harima. A dega bugera, a waza Bessia, a waza Suraga. Matida. I don't know about it, no? So, Daga, Pioni Jamolo, a waza Sura, Matida. Ta jet to you, Sa and the Lutida. Eri Madida, Barile, Pemashida. Eh, Torogano Uzunoye Kanda Mashida. Matijin, the Botia. Matijin, the Bolo were so, Matijin, Tialo were so, Manano. Tiaha let the Bo, the Boha, let the Bawa, let the Dama, let this, a go to do it. No? Wahara, whether a definition, a day beggar to do it. Erima, Naro yet Thandama. So Gabio de Lubio, no? Ero Naro yet Thandama, Horikandama. Mazida de Yashidi. Bare Mazile, or Salu, Pilu, Kanga Nyanya Bioye, this are Libamati. Kanga Nyanya Biora. To get a low sin, te on Bioye. Gudu, Agudu, a gown sole, Madibu. A chow, a jole, a male, and a mujo de Nazano. The Jamarao. No? You Lubane Jano. This is a labor, have anything we were doing it. No? A Gudu, Agudule, Madibu. A chow jole, a mamale. Nogama load alone in a go beauty, Kayagan was Yigama Nogango, a palman sees it be looked at a luna, must see the bellow de Luberengamel. Lulo Biora Gonama Sayutin, go Bianji. Femiaro Jodo, the net and the lonely Kayagamo Moloshi. Was he Gamo? Monogamo. Get any Amiajirema. Kayagan go to Lagao, was he Gango to Lagao, Monogango to Lagao. A barman sees it be located, can the net and the Panagan Lodo. Maybe the Gambo. Abioro is a Gazaka, Mandala, Madala, Pioden, the Lama Piodemula, Saint Jambi Piomi, the chain, Masema chain, Pioga, the chain.
ဆင်ကျင်ပြီးဘယ်နှခါပြောလဲစစ်ကြည့်ရင်ဟောအတော်ရှားသွားပြီအတော်ရှားသွားပြီနော်တရားစခန်းဝင်အားထုတ်နေတဲ့ယောဂီတွေတောင်မှအတော်ရှားသွားပြီဟမ်ဒါဆိုရင်အော်မသိတဲ့အဝိဇ္ဇာဆိုတာဒါကိုဆိုတာပါလားဒီလိုသဘောပေါက်အောင်ကာယကံပြုတဲ့အကြောင်းအကျိုးမစီစစ်ဘူးအကောင်းအဆိုးအမှန်အမှန်ပြုတာပြုနေတာပဲမပြုဘဲနေလို့ရသလားကာယကံမပြုဘဲနေလို့မရဝစီကံကောမနောကံကောပြုတာပြုနေတာပဲအကောင်းအဆိုးရောစီစစ်သလားအကြောင်းအကျိုးရောသိသလားငါဒီအကြောင်းလုပ်ရင်ဒီအကျိုးခံစားရမှာပဲမသိဘူးမစီစစ်ဘူးဟုတ်ပြီနော်မသိတာကအဲ့ဒီကြမှာအဝိဇ္ဇာဘာလဲဆိုတာသိမှာအဲ့တော့မူကြိုဟောတတ်တာအဲ့ဒါသစ္စာ၄ပါးမသိတာအဝိဇ္ဇာလို့ပြောလို့ကျုပ်လည်းသဘောမပေါက်ခင်ဗျားတို့လည်းသဘောမပေါက်ဘယ်မှာရှိတာလဲဘယ်လိုရှိတာလဲဘယ်ပုံစံလဲဥစဉ်ကလည်းအတွေးခေါင်နော်ကိုယ်တိုင်ကလည်းလူဘိန်းလူအဖြစ်နေတော့ဒီတလုံးနားလည်ဖို့အတော်ကြိုးစားအဝိဇ္ဇာဘာလဲဘယ်လိုရှိတာလဲဘယ်လိုရှိတဲ့တရားလဲဘာကိုအဝိဇ္ဇာခေါ်တာလဲဟုတ်ပြီနော်အဝိဇ္ဇာသည်ဘယ်သူရှေ့မှာအုပ်ချုပ်နေတာအဝိဇ္ဇာကအကြောင်းသင်္ခါရဆိုတာပြုလုပ်တာကာယကံဝစီကံမနောကံအဲ့ဒါစာလို့ပြောရင်ကာယသင်္ခါရဝစီသင်္ခါရမနောသင်္ခါရဒီလိုပေါ့သို့တော့အဲ့ဒီကာယကံဝစီကံမနောကံတွေကိုတဲ့အုပ်ချုပ်ထားတာကဝိဇ္ဇာဒါသိကြသလားဟောတို့ကစီစစ်ကြည့်လိုက်နော်ဒီစဝိုင်းထဲမှာရှိတာလားတို့ခန္ဓာထဲမှာဖြစ်နေတာလားအေးအဲ့တော့ဒီဟာပရိစ္ဆသမုပ္ပါဒေသနာဆိုတာစဝိုင်းကြီးလားခန္ဓာဖြစ်စင်လားအေးဗျဒါကသရုပ်ပြဟောရတာဟမ်ကျင်တယ်နော်ကောင်းပြီအဲ့တော့သင်္ခါရပစ္စယဝိညာဏဆိုအတိတ်ကကံပြုတ်လိုက်တဲ့အတိုင်းအခုသူတော်ကောင်းတို့မှာပရိသေတွေဝိညာဉ်ဆိုတာမနေရဘူးလားနေရတော့သူတော်ကောင်းတို့အခုတရားနာလာကြတာအထက်ထအောက်ထအပြင်ပဲအများကြီးပဲအဲ့ထဲမှာစိတ်တူကိုယ်လူလေးတယောက်လောက်မပါဘူးလားဟမ်ပထမစစီစစ်မယ်ဒီလောက်တရားနာပိသအများကြီးရုပ်တူသလားခုနတော့ပါပါတယ်ရုပ်မပါဘူးလေရှုပ်ချက်ခတ်ဟမ်ဒီလောက်အများကြီးဗျာမျက်ခုံးလေးတူတာမျက်လုံးလေးတူတာဒီလိုလေးမရှိဘူးလားမရှိပါဘူးဗျာတူးနော်တူပါဘူးဗျာဒါပြင်စိတ်ကောတူပါဘူးဗျာဟောဘာလို့မတူလဲဒီမှာအဲ့ဒီပြဿနာကိုဖြေရှင်းနိုင်တာဘယ်ဘာသာမှမရှိဘူးသဘောပါသလားဗုဒ္ဓရှင်တော်ဟောပြခဲ့တဲ့တဘာဝအမှန်တရားဟောဒီအကြောင်းအကျိုးဓမ္မဒေသနာအစဉ်မှာပဲရှိတယ်ဒါဖြင့်ဟောဒီယုံနာခန္ဓာသည်ရုပ်ချင်းလည်းမတူနာမ်ချင်းလည်းမတူရတာသည်ဘာကွာနေလို့တော့ကံကြောင့်ဟုတ်နော်တဆင့်ချင်းသွားမှာကံကြောင့်နာမ်ဟုတ်ပြီကံလှုပ်တုံးကလည်းကာယကံဝစီကံမနောကံအဲ့တော့ကာယကံဝစီကံမနောကံလှုပ်တယ်ဆိုကြတဲ့သူဘာနဲ့လှုပ်ခဲ့တာနာယုတ်နဲ့လှုပ်ခဲ့တာဒီခန္ဓာနာယုတ်နဲ့လှုပ်ခဲ့တာပဲအဲ့တော့ဒီနာယုတ်ရလာပြီဆိုတော့ယုတ်ရှိတဲ့အတွက်ကာယကံအဲ့တော့ယုတ်ရှိနေတဲ့အတွက်ကာယကံဝစီကံနာရှိနေတဲ့အတွက်မနောကံလှုပ်ရမှာလားမလှုပ်ရဘူးလားလှုပ်အောင်မှလားမလှုပ်ဘူးလားအလှုပ်အောင်မှဆိုလို့ရှိရင်တော့အဲ့ဒါဒီယုံနာကြီးအတွက်နဲ့စားရတောက်တာစားဖို့နေရရှားတော့မယ်ဆိုတော့နောက်ထပ်ကာယကံဝစီကံမနောကံထပ်မလုပ်ဝေဘူးလားကောင်းပြီအဲ့တော့မှကံကြောင့်နာယုတ်နာယုတ်ကြောင့်ကံကံကြောင့်အဲ့ဒါကိုဘာခေါ်လဲသန္တရာအဲ့တော့တတ္တဝါတွေမှာကံရဲ့အကျိုးပေးရဲ့အကျိုးပေးရပါလေနာယုတ်ယုတ်တရားနဲ့ခန္ဓာဘယ်နှပါအကျယ်ချက်ရင်ခန္ဓာ၅ပါးအချင်းချုပ်ရင်ယုတ်နဲ့ရှင်းတယ်နော်ကောင်းပြီကဲကံကအကြောင်းတရားနာယုတ်ကအကျိုးတရားအကြောင်းရှိလို့
အကြောင်းဖြစ်ရင်တခါနာယုတ်ဒီဟူသောအကြောင်းရလာတော့ဒီကံဒီဟူသောအကျိုးထပ်မလုပ်ဘူးလားမကံလို့ဖြစ်ပြန်တယ်ကံလို့ဖြစ်တော့အဲ့ဒီကံကအကြောင်းဖြစ်ပြန်တော့နောက်ထပ်နာယုတ်အကျိုးရမရအကြောင်းကြောင့်အကြောင်းရှိရင်အကြောင်းချုပ်ရင်ကြည်လိုက်ပြီနော်ကောင်းပြီအဲ့ဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရာဇကြိုပြည်ဝေလူဝံကျောင်းမှာသတင်းသုံးပြီးနေတော့ခုနကယဟန်သုံးဝါမြတ်သာရှိသေးသောအရှင်သမိတ်ဒီဘယ်သူလဲအရှင်သမိတ်ဒီဆိုတဲ့ယဟန်လေးကဝေလူဝံကျောင်းနဲ့မနီမဝေတောကျောင်းကလေးမှာနေတယ်အဲ့ဒီချိန်ဘောဓလိဗုဒ္ဓဆိုတဲ့ပရပိုက်ယဟန်မဟုတ်ဘူးနော်ဘယ်သူလဲပရပိုက်တခြားသောဝါဒရှိတဲ့မိစ္ဆာဝါဒီပေါ့ဘောဓလိယဗုဒ္ဓပရပိုက်ကလမ်းလျှောက်ထွက်လာရင်းနဲ့တောကြောင်လိန်နာရောက်လာတော့ရှင်သမိတ်တိရှိရဝင်တယ်ဝင်ပြီးတော့မှအပြန်လန်နှုတ်ဆက်ကြတဲ့တာเจ้าမာเจ้าတွေပြောပြီးတဲ့အခါငါရှင်သမိတ်တိသင်တို့ဂေါတမဘုရားဟောထားတာငါကြားဘူးတာလေးတစ်ခုရှိတယ်ကွကာယကံကလည်းအကျိုးမပြီးဝစီကံကလည်းအကျိုးမပြီးမနောကံသာလျင်ဗဒနာလို့မနောကံကသာလျင်အကျိုးပြီးတယ်အကျိုးပေးစေတယ်ဒီလိုဂေါတမဟောတာဂေါတမပြောတာငါကြားဘူးတယ်ဟုတ်ပြီနော်ဂေါတမရှင်တော်မြတ်ဘုရားကြီးသူ့ရှေ့မှာပြောတယ်လို့သူကဒီလိုပြောတာဟုတ်ပြီနော်ကာယကံကလည်းအကျိုးမပေးဘူးတဲ့တဲ့ပြောရင်နော်စားတဲ့အတိုင်းအကျိုးမပြီးဘူးတွေဘာတွေပြောခင်ဗျားတို့ကျိုးလို့မျက်စိလဲနေမယ်အဲ့တော့မူဂျိုးကမူဂျိုးလိုပဲပြောအောင်နော်ကာယကံလည်းအကျိုးမပေးဘူးဟုတ်လားဝစီကံလည်းကာယကံလည်းအကျိုးမပေးဘူးဝစီကံလည်းအကျိုးမပေးဘူးဘယ်ကံပဲအကျိုးပေးတော့ဒီလိုသူကြားဘူးတယ်ဟုတ်သလားကာယကံကတော့အကျိုးပေးတတ်မပေးတတ်ပေးနိုင်မပေးနိုင်သူခင်ဗျားတို့စောင့်ထိန်အပ်တဲ့သီလထဲမှာကာယကံပါမပါသူတသက်ချင်းသူဥစ္စာခိုးခြင်းသူများသားများစော်ကားခြင်းဆိုတာအဲ့ဒါကာယကံနေစောင့်ထိန်ခိုင်းပြီဆိုကြတဲ့အကျိုးပေးလို့လားမပေးလို့ဒါလေးလည်းမထားအောင်နော်သူများသားများဆိုတာလည်းမရှိဘူးကိုသားများဆိုတာလည်းမရှိဘူးပြုကျင်တယ်လို့ပြုအပြစ်မရှိဘူးဆိုတဲ့ဝါဒတွေတတိထားနော်ပေါ်နေပြီခင်ဗျားတို့ကျတို့လောကီသားအကြိုက်တွေပေါ့ဗျာလူသားမှုဆိုတာလည်းမရှိဘူးခိုးမှုဆိုတာလည်းမရှိဘူးဓာတ်နဲ့ခန္ဓာကိုယ်ထိုးလိုက်ဓာတ်၄ပါးကြားတဲ့ဓာတ်ဝင်သွားတာအပြစ်မရှိဘူးဒီဝါဒတွေအပြိုင်တစ်ဖက်ကအားပြုလာပြီအားကောင်းလာပြီဒါပေမဲ့တစ်ဖက်ကပြင်ဆင်နေပေမဲ့တို့ဘက်ကအိတ်ကောင်းတော့မှရှိတယ်နှိုးလို့မရဘူးဘောပါလားကဲဒီလောက်ပဲပြောမယ်အပိုးတွေပါသွားမှဆိုလို့ကံအကြောင်းမပြောတော့ဘူးနော်တို့ဘက်ကနှိုးမရသေးဘူးအရှင်မြတ်ကြီးတွေအိတ်ကောင်းတော့မှရှိတယ်တစ်ဖက်ကအားတော်ကောင်းနေပြီနော်အဲ့တော့ရန်သူတွေဝိုင်းနေပါပြီလို့ပြောတာတော့အေးဆေးပါကွာဘုရင်ကြည့်ပြီးဩနေနိုင်ကြတယ်တို့ကတော့စိတ်ပူတတ်လို့လားမသိဘူးမနေနိုင်ဘူးနော်အခုဒါကြောင့်ဟောရတယ်ကံအကြောင်းဘယ်သူဟောခဲ့တာလဲဘုရားဟောခဲ့တဲ့တရားအဲ့ဒီမှာရှင်သမိတ်တိကပြန်ပြောတယ်ဟာငါရှင်မင်းဒီလိုမပြောပါနဲ့ဘုရားကိုမစွတ်စွဲပါနဲ့ဟုတ်ပြီနော်သို့တော့ဘုရားရှင်ပြောခဲ့တဲ့ထဲမှာပဲစိတ်ဒေနနေယတိလောကောစိတ်တသဧကဓမ္မတစိတ်တသဝသမနောကုစိတ်ဒေနနေယတိလောကောလောကကြီးကိုစိတ်ဒေနစိတ်ကနေယတိဆောင်းနေတယ်စိတ်တသဧကဓမ္မတစိတ်တစ်ခုတည်းသောတရားပါပဲကွာဒီလိုလဲပြောတယ်နော်အဲ့တော့သူပြောတာရောလွန်သလားမလွန်ဘူးတရားမရှိသူပညာမစုံသူ
တရားကိုအစအလယ်ဆုံးကောင်းစွာနာကြားလေမရှိသူများသည်နှစွန်းနှဖျားတခွန်းတဘာရနဲ့ပြဿနာလုပ်လေရှိပါတယ်အဲ့ဒါသတိထားမိစ္ဆာအယူဖြစ်တာသည်ဘုရားရှင်ရဲ့တရားတော်များသည်တဘာဝတရားမှန်သမျှသည်အကြောင်းအကျိုးငုံမိအောင်ရှေ့နောက်ဒေသနာအစဉ်နဲ့သွားရပါလိမ့်ပကိဏကဆောင်ပြီးတော့ဟောတဲ့တရားကိုတိုက်ရိုက်ယူရင်လဲမှားပါတယ်တိုက်ရိုက်ဟောသောတရားကိုဆောင်ပြီးယူမိရင်လဲမှားပါတယ်အဲ့တော့တိုက်ရိုက်တရားကိုတိုက်ရိုက်ယူလို့ဆောင်ဟောတတ်တဲ့တရားကိုဆောင်ဟောမှသိဖို့ဆိုတာလဲတရားကိုအစအလယ်ဆုံးကောင်းစွာနာကြားဖို့လိုအပ်မလိုအပ်ဒါသိအရေးကြီးပါတယ်အဲ့တော့မနေ့ကပဲလဲကူမဟောခဲ့တဲ့တရားလို့တလောကရှင်သာရိရှင်မဟာကသဗ္ဗကြီးကိုဘုရားရှင်ကိုရောမြတ်ကြီးကရှင်သာကသဗ္ဗမင်းယဟန်တွေကိုဆုံးပါတင်သည်၎င်းငါသည်၎င်းယဟန်တို့ကိုဆုံးမရာဤဟောကြားရာဤသွန်သင်ရာဤအဲ့တော့จิตာပြစ်မထားနဲ့ယဟန်တွေကိုတရားဟောတော့ရှင်မဟာကသဗ္ဗကြီးပြောတယ်အခုခေတ်ယဟန်တွေကဘုရားတဲ့အဆုံးမနာယူခြင်းမရှိကြဘူးဘုရားခက်ထန်ကြမ်းတမ်းကြတယ်ဘုရားယဟန်တွေမကောင်းတော့ဘူးဘုရားဆိုတော့ဘုရားနဲ့တကွာသူတော်ကောင်းကြီးတွေအများကြီးရှိသေးတယ်ကသဗ္ဗကြီးကသူတော်ကောင်းတွေစော်ကားနေတာထင်တယ်ဒီလိုယူလို့ရတာလားယဟန်တွေပြောမကောင်းဘူးဆိုတာပြောမကောင်းတဲ့ယဟန်တွေကိုပြောတာနားလေလားအေးဒါတော့ပါပဲနော်အဲ့တော့ကြည့်ပါကာယကံဝစီကံမနောကံကံ၃ပါးမှာကာယကံဝစီကံကအကျိုးမပြီးဘူးတဲ့ဘယ်သူမှမနောကံကမှပြီးတယ်လို့ငါကြားဘူးတဲ့ဆိုတော့ဟာမစွတ်စွဲပါနဲ့တချို့သောသူတော်ကောင်းတွေဟာဇံဝင်စားပြီးတော့မှဇံသမဘတ်မနဲ့နေပြီးတော့ဒီမနောဖြင့်ဘာမှမခံစားရအောင်လဲလုပ်နိုင်တဲ့ပုံကိုယ်တွေရှိပါတယ်သူတို့နှစ်ယောက်ကစကားအသွားလာဒီလိုဖြစ်နေတော့ဘောဓလိဗုဒ္ဓကငါရှင်သင်ကဒါတွေလာပြောနေရအောင်ငါပြောတဲ့စကားကိုသင်ကချက်ချင်းခြေပတ်အောင်သင်ဘယ်နှဝါရှိပြီလဲဟာငါ၃ဝါပါဟုတ်ပြီနော်ရှင်သမိတ်ဒီဘယ်လောက်ရှိဟာတပည့်တော့၃ဝါငါ၃ဝါဆိုတော့ဩဒီလောက်ငယ်တဲ့ယဟန်လေးရတောင်မှသူတို့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့စကားကိုကာကွယ်ဖို့ဟုတ်ပြီနော်တားမြစ်ဖို့ဆန္ဒရှိထက်သန်နေတယ်ဆိုရင်ဟိုမထေကြီးတွေဆိုရင်ပြောစရာအကြောင်းမရှိဘူးဟောဘောဓလိယဟုတ်ပြီနော်ဒီ၃ဝါရဟန်းလေးကဟိုမှာဘုရားစကားတခွန်းကိုငါပြောလိုက်တာမှားတယ်ဆိုတာနဲ့ချက်ချင်းပြန်ပြီးတော့ခုခံတယ်ကာကွယ်တယ်စောင့်ရှောက်တယ်သာသနာတော်ပေါ်မှာမြတ်နိုးတဲ့စိတ်ရှိတယ်သူတို့ဆရာပေါ်မှာတန်ဖိုးထားတယ်ဟုတ်ကလားအဲ့ဒီမှာတင်ထပ်ပြီးတော့မေးတယ်ဒါဖြင့်ငါရှင်သမိတ်ဒီကာယကံဝစီကံမနောကံတွေအဲ့ဒါလိုပြုတဲ့အခါဘယ်လိုဝေဒနာတွေခံစားရသလဲဘာတွေခံစားရသလဲဟုတ်ပြီနော်ကာယကံပြုတဲ့အခါဘာတွေခံစားရသလဲဘယ်ဝေဒနာတွေခံစားရသလဲဆိုတော့ရှင်သမိတ်ကြီးဟာငါရှင်ဒုက္ခဝေဒနာပဲခံစားရမှာပေါ့ဟုတ်ပြီနော်ဘာပဲခံစားရမလဲကာယကံပဲပြုဒုက္ခဝေဒနာပဲအလုံးကြားပြီနော်ဟုတ်မဟုတ်တော့မမေးတော့ဘူးတော့ကြောင့်အိုးနင်းခွက်နင်းဖြေးနေမှာဆိုလို့နော်အဲ့ဒီလိုပြောလိုက်တော့ဘောဓလိပရပိုက်ကဘာမှမပြောဘူးသဘောလည်းမကျဘူးထောက်ခံခြင်းလည်းမရှိဘူးကန့်ကွက်ခြင်းလည်းမရှိဘူးဩငယ်ပါသေးတယ်လေသူနဲ့ဆက်ပြောနေလို့မထူးပါဘူးဆိုပြန်သွားတော့ရှင်သမိတ်တိကဘောဓလိပြန်သွားတယ်ဆိုရင်ပဲသူ့နေရာလေးတခါတည်းထိုင်နေရာကနေထားထည့်ပြီးတော့နေရာထိုင်နေပါလေးသိမ့်စီးပြီးတော့အရှင်အာနန္ဒာသတင်းသုံးတဲ့နေရာသွားတယ်သူစီသွားတယ်အရှင်အာနန္ဒာဆိုတာတရားဗန္နာဆိုကိုဗျဗေဒကသုံးပုံအကုန်နှုတ်ငုံဆောင်ထားတာဆောင်ထားပြီးတော့ဘုရားဟောသမျှတရားတွေအကုန်သိတယ်သူကတရားဗန္နာဆိုကြီး
ဆိုတော့သူစီသွားပြောရရင်ကောင်းပါပဲဆိုပြီးတော့အရှင်သမိတ်ယဟန်လေးကသွားတယ်ပြီးအရှင်အနန္ဒာလျှောက်တယ်အရှင်ဘုရားအနန္ဒာအခုတပည့်တော်အကြောင်းမှာတပါးနဲ့နေတော့ပောတလိဗုဒ္ဓလာတယ်လာပြီးတော့မှဒီလိုဒီအကြောင်းပဲပြောတယ်သူကကာယကံဝစီကံအကျိုးမပြီးဘူးမနောကံပဲအကျိုးပြီးတယ်လို့ဘုရားဒီလိုပြောတယ်လို့သူ့ကိုဘုရားကဒီလိုပြောတယ်လို့စကားဒီလိုနော်သူတယောက်တည်းကိုပဲပြောလိုက်တဲ့ပုံစံမျိုးသူ့ကိုဘုရားကဒီလိုပြောတယ်လို့ဆိုတယ်ဘုရားအဲ့ဒါနဲ့တပည့်တော်တားမြစ်ပါတယ်ဟာငါရှင်အဲ့လိုမပြောပါနဲ့ဘုရားရှင်ကိုမစွတ်စွဲပါနဲ့တို့ဘုရားရှင်ကဒီလိုမပြောပါဘူးဒီလိုပြောလေဆိုလေမရှိပါဘူးပြောမလားဘုရားဟောတဲ့အထဲမှာကံမနှစ်ပါးဘာလဲအခုသူတော်ကောင်းတို့ကဥစဉ်တို့ကနေ့စဉ်ပြုနေတာကံမနှစ်ပါးလဲဒီသုံးပါးအပြင်ပို့လို့ရော့เสียရောမရှိပါဘူးအားလုံးမှာပြုတ်တိုက်တာကံသုံးပါးပြုတ်နိုင်တာသုံးပါးပြုတ်တိုက်တာသုံးပါးပြုတ်တဲ့တာသုံးပါးဒီသုံးပါးပဲရှိတယ်ကာယကံအဲ့တော့သုံးပါးလုံးကံရလို့ပြုရင်ကံမအကျိုးပေးရှိမလားမရှိဘူးလားအေးအဲ့တော့တင်ဒီလိုမစွတ်ဆွဲပါနဲ့ဘုရားကိုစိတ်တစ်ခုတည်းကအကျိုးပေးနေတာမဟုတ်ပါဘူးဟုတ်ပြီနော်ခုနကစိတ်ဒိဏနေယတိလောကောဆိုတာလဲဟောထားတာရှိမရှိရှိပါတယ်ဒီစိတ်ကဥဆောင်တာပဲဒါပေမဲ့ကာယကံပြုရင်ကာယကံအပြစ်ဖြစ်မဖြစ်ကာယကံအကျိုးပေးမပေးရှင်းတယ်နော်အဲ့ဒါနဲ့တပည့်တော်ကပြောပါတယ်အေးဟုတ်တယ်ကာယကံဝစီကံမနောကံသုံးပါးသောကံတွေကအကျိုးပေးတာပါမနောကံတစ်ခုတည်းအကျိုးပေးနေတယ်လို့ဒီလိုမဆိုပါနဲ့ဘုရားကိုမဆွတ်ဆွဲပါနဲ့သို့တော့ကာယကံဝစီကံတွေကိုချုပ်တင်းပြီးတော့ဇန်သမဘဝင်စားပြီးတော့ဇန်ပိန်ခြင်းနဲ့စိတ်တကိုးနဲ့တင်ဘာမှမခံစားပဲနေနိုင်တဲ့သူတော်ကောင်းတွေကောရှိတယ်လို့သူဒီလိုပြောခဲ့တယ်အဲ့ဒါလို့ပြောတော့မင်းဘယ်နှဝါရှိပြီလဲလို့မေးတယ်၃ဝါရှိပြီဆိုတော့ဩငယ်တဲ့ပုဂ္ဂိုလ်ကတော့ဘုရားတရားတော်ပေါ်မှာဒီလောက်တန်ဖိုးထားတယ်ဒီလောက်လေးစားတယ်ဒီလောက်ကာကွယ်တယ်ဒီလောက်စောင့်ရှောက်တယ်မထေကြီးတွေဆိုပြောစရာမလိုတော့ဘူးကဲထားပါတော့ဒါဖြစ်ရင်ကာယကံဝစီကံမနောကံတွေလုပ်ရင်ဘာတွေခံစားရမလဲဘယ်ဝေဒနာခံစားရမလဲဆက်မိတယ်ဗျအဲ့တော့ဘယ်လိုဖြေတော့ဒါလေးပြန်လျှောက်ပြတော့အရှင်အနန္ဒာရှင်မြတ်ကြီးကဟာအတော်ပဲဟေးရှင်သမိတ်ကြီးတို့ဘုရားစီသွားเสียအကြောင်းတော့ရပြီအရှင်အနန္ဒာလည်းဘုရားပြုစုနေတဲ့လူဆိုတော့ဘုရားနာသွားဖို့တော့အကြောင်းရှာနေဟုတ်ပြီနော်ဘာလို့ဘုရားနာခဏခဏသွားကြရဒီပါဦးမုံဘူးလေးများကတ်စားဖို့လားလို့ဟမ်ဆွမ်းကြံကွန်ကြံလေးကတ်စားဖို့လားလို့ဟမ်ဘာလို့အဲ့ဒီခေတ်ကသူတော်ကောင်းကြီးတွေကိုစိတ်ထဲမှန်းကြည့်ဒီနေ့ရန်ကုန်မြို့ကသူတော်ကောင်းတွေကိုလည်းဦးဇင်းကချီးကျူးပါတယ်ရောက်ရကနေတရားနာကိုအာယုခနဲ့အကုန်လာကြတာတရားနာပိဋကကြီးကြည့်လိုက်ခြင်းအပြင်ဩသာသနာတော်အတွက်အတက်မိသို့တော့အပြုမူလေးတွေတော့ဂရုစိုက်နော်နော်အပြုမူလေးတွေဂရုစိုက်ပါနော်သာသနာတော်အတွက်အထင်မြင်သေးသွားမဲ့ပြုမူမျိုးလုံးဝမပြုမိအောင်သာသနာပြုပေးကြသမ်းပါကဲကောင်းပြီအဲ့ဒါနဲ့လာဟိသွားကြစို့တို့ဘုရားစီသွားကြစို့ဒါအခွင့်အရေးပဲဆိုပြီးသွားပြီးဘုရားထံကိုခုနအတိုင်းပဲရောက်သွားတော့ပြန်လန်စကားပြောပြီးတော့လျှောက်ရှင်ဘုရားဒီလိုပဲပေါ့လေဘောဓိလေးကလာတယ်ရှင်သမိတ်ကြီးကဒီလိုပြောတယ်ဒီလိုဆိုတယ်ရှင်အာနန္ဒာကြာလျှောက်ပေးတယ်လျှောက်ပေးလိုက်တော့ဘုရားရှင်ကိုတော်မြတ်ကြီးကမောဂပုရိတောတုတ်ဆမက်ဖို့မအချင်းဤဖြစ်တဲ့ယောက်ျားဟောဒီသမိတ်ကြီးဟာလေပိုင်းခြားဝေဖန်ပြီးတော့ဖြေရမယ်မိကုံးကိုပိုင်းခြားဝေဖန်ပြီးမဖြေဘူးတဲ့ဒါသက်မဲ့တရားကိုဆွတ်ဆွဲတာနဲ့တူတယ်တဲ့မက်ဖို့မအချင်းဤပုဂ္ဂိုလ်တဲ့ဟုတ်ပလားကာယကံဝစီကံမနောကံတွေပြုတဲ့အခါဘယ်လိုဝေဒနာခံစားရတယ်လို့ဖြေလိုက်တယ်ဒုက္ခဝေဒနာခံစားရတယ်လို့ဖြေလိုက်တယ်ဖြေလိုက်တော့ဘုရားကတုတ်ဆအချင်းဤပုဂ္ဂိုလ်မောဂပုရိသောမက်ဖို့မရလိုက်တဲ့ပုဂ္ဂိုလ်ရှင်းလားဒါသက်သက်ညံဖြစ်တာပဲတဲ့ခွဲခြားဝေဖန်ပိုင်းခြားပြီးဖြေရမယ့်ဟာကိုဘုရားဒီလိုလေးခန့်ငေါကလေးပြောဗျာတကယ်ဆိုရင်ဒါငေါက်တာပဲနော်သို့တော့ဘုရားကတော့ကြံတန်မဆိုးဘူးပေါ့ဗျာနော်အဲ့တော့အဲ့ဒီအချိန်မှာနားမှာရှိတဲ့ဥဒ္ဒါယီလာပြီသူကဥဒ္ဒါယီဆိုတာယဟန်နေသိတယ်ဇက်လိုက်ပဲသူကနော်အရှင်ဥဒ္ဒါယီကထတဲ့ပြီးတော့မြတ်စွာဘုရားကိုခတ်တီနဲ့လျှောက်တယ်အရှင်ဘုရားတဲ့ရှင်သမိတ်ကြီးကဒီလိုဆိုတာဖြစ်ပါလိမ့်မယ်ဗျာတဲ့
သင်္ခါရဒုက္ခကိုပြောတာနေမှာပါတဲ့ဘယ်သင်္ခါရဖြစ်ဖြစ်ဘယ်ကံပြုဖြစ်သင်္ခါရဆိုတာသဗ္ဗေသင်္ခါရဖြစ်ပြီးရင်ဘာသစ္စာအဲ့တော့ဘယ်ဝေဒနာပေါ်ဘာသစ္စာအဲ့တော့ဝေဒနာမှရင်သင်္ခါရတရားဒုက္ခသစ္စာပဲလို့ဒီလိုဆိုဟန်ရှိပါတယ်ဘုရားထပြီးဆရာလုပ်တယ်။ဒါဒီလိုသာမှတ်ကြတော့အဲ့ဒီမှာဦးဇင်းရတယ်ဒီလိုတရားတွေကြည်ပြီးတော့ကိုသတိပေးရတယ်။ဩဘုရားတောင်ဆရာလုပ်တဲ့လူရှိတာမင်းဆရာလုပ်တာဘာမှမဆန်းဘူး။ဟမ်သဘောပါသလားဘုရားတောင်ထဆရာလုပ်တယ်ဥမကြီးဟုတ်မောကပုရိသောအချင်းကြီးယောက်ျားခွဲခြားပိုင်းခြားဝေဖန်ပြီးတော့ပြန်ပြောရမယ်တရားကိုနော်လုံးပြီးဖြေလိုက်တယ်ဟုတ်ပလားဘုရားမေးတာကဘယ်ဝေဒနာခံစားရသလဲဒီလိုမေးတာဝေဒနာကိုမေးတာဟုတ်ပြီနော်သစ္စာကိုမေးတာလားမဟုတ်သေးဘူးအဲ့တော့ဝေဒနာဆိုတာလဲဒုက္ခရှိတယ်ဒုက္ခရှိတယ်ဥပေက္ခရှိတယ်မရှိဘူးလားရှိပါတယ်ဗျာအားလုံးသေချာနားထောင်နော်မေးတဲ့မေးခွန်းကသစ္စာကိုမေးတာလားဝေဒနာကိုမေးတာလားဝေဒနာကိုမေးတာအဲ့ဒါဟိုကသစ္စာဖြေချတယ်ဒါရောအဖြေမှန်ဟုတ်သလားဟုတ်ပါဘူးခင်ဗျားတို့သင်တော့သင်မှုပါတယ်ခန္ဓာဘယ်နှပါးရူပခန္ဓာလည်းဖြစ်ပြီးရင်ဝေဒနာခန္ဓာလည်းဖြစ်ပြီးရင်သင်ညာသင်္ခါရဝิญဉ်လည်းဖြစ်ပြီးရင်ခန္ဓာ၅ပါးလုံးဖြစ်ပြီးတော့ဘာသစ္စာဟုတ်တယ်ဒုက္ခသစ္စာအဲ့ဒါကိုဒီမှာဥဒ္ဒါကြီးကထားတယ်ပြီးဘုရားကဒီမှာပြောနေပြီဘုရားကမှားလို့တတိပေးနေပြီတကယ်ဆိုရင်ဒုသာသနာမှာဘုရားထက်ကြီးတဲ့ပုဂ္ဂိုလ်မရှိပါဘူးဟောသာသနာ့နွယ်ဝင်ယဟန်တစ်ပါးတွေအနေနဲ့ကြည့်ရင်ဘုရားဆုံးမနေရင်အဲ့ဒီအဆုံးမကိုနာခံရမှာပေါ့ဘာဆက်ပြောမလဲဘာမိန့်တော်မလဲဒါစောင့်နားထောင်ရမှာဒါပေမဲ့သူ့ကိုယ်သူသိသူဓာတ်သူ့အမှန်သူ့အယူဆတာဟုတ်ဆိုတဲ့ပုဂ္ဂိုလ်တွေကရှိနေတော့နော်တိုက်ရိုက်ပြောသလားခြုံငုံပြောသလားသူနားမလည်နိုင်ဘူးသဘောပါသလားအနှစ်သာရကိုသူမသိတော့သူသိသလောက်နဲ့ထဆရာလို့အဲ့ဒါကြောက်ဆရာအကောင်းဆုံးပဲလောကမှာသဘောပါသလားသူသိသလောက်နဲ့ရမ်းတယ်ပြီးထဆရာလို့ရှင်ပြသင်္ခါရဒုက္ခပြောတာထင်ပါတယ်ဒီကိုတော့လာပြန်ပြီဒုက္ခမောကပုရိသောဘုရားရှင်ကိုရောမြတ်ကြီးလည်းနော်အမြဲတမ်းနုညံသောသိမ်မွေ့သောမဟာကရုဏာတော်ရှင်ကြီးလည်းအဲ့လိုကြမ်းတန်စကားတွေပြောရတယ်ဘာဖြစ်လို့လဲဆိုတော့ဘလူးဆိုင်တီးတော့လူကရတာပေါ့ဗျာဟမ်ဟုတ်ကဲ့လားပညာမဲ့တွေလည်းတွေ့တော့ပညာမဲ့တွေလိုပဲစူဆဲငေါက်ငန်းလောက်ရတာပေါ့မောကပုရိသောဆိုတာသိကြမ်းတဲ့စကားဟမ်အချင်းဤပုဂ္ဂိုလ်မဲ့ဖို့မှအချင်းဤပုဂ္ဂိုလ်ကြည်စမ်းခုဥဒ္ဒါကြီးလို့ငါဖျားကိုတောင်မှပြန်လဲထောက်လန့်ဝေဖန်ပြီးတော့ခက်ထန်တဲ့ပုဂ္ဂိုလ်တွေပေါ်နေပါရော့လားသဘောပါသလားအတုမရှိကိုတော်မြတ်ကြီးကိုပရိသတ်ထဲထပြီးဝေဖန်တယ်ရှင်းသလားရှင်းပါတယ်ခုဘုရားပြောလိုက်တဲ့စကားကိုထကန့်ကွက်တယ်ဆိုတာဒါသက်မဲ့ကိုဘုရားကိုအတိုက်ခံလုပ်တာ ਨੇ အတူတူပဲရှင်းသလားရှင်းပါပါအေးဒါကြောင့်မို့ဦးဇင်းတို့ဘုရားဟောဓမ္မခန္ဓာအတိုင်းပဲဟောနိုင်အောင်ကြိုးစားတယ်မဝေဖန်ရဘူးဘုရားဟောဓမ္မခန္ဓာအတိုင်းဟောနေကြတဲ့ပုဂ္ဂိုလ်တွေအပေါ်မှာလည်းဦးဇင်းတို့ဘာတစ်ခုမှမဝေဖန်ဘူးရှင်းသလားရှင်းပါတယ်အဲ့ဒါဝေဖန်ရင်ဘုရားဝေဖန်သလိုဖြစ်မှာပေါ့ရှင်းသလားမပြောတို့တော့မပြောရဘူးပြောနိုင်လောက်တဲ့အသိဉာဏ်လည်းမရှိဘူးကိုတဲ့အောင်မဝေဖန်နိုင်သေးဘူးရကတို့ကြီးနော်ခင်ဗျားတို့သာဆရာလုပ်နေတာကြည်တာယုံတော့ရှင်းလားကျုပ်တော့ကျုပ်ဟာကျုပ်ကိုမတည့်သေးဘူးခင်ဗျာဟမ်သဘောပါသလားကိုယ့်ဘက်ကိုကြရင်နည်းနည်းသာသာထိုးလို့လုပ်လိုက်တာဘယ်သူမှမကောင်းငါကောင်းတယ်ဟမ်ကျင်납သလားအဲ့ဒါလို့အဲ့ဒါနဲ့သူများကြည့်ချိန်လည်းမရဘူးကိုယ့်ဟာနဲ့ကိုယ်နှစ်ပန်းလုံးနေရတယ်နဲ့ရှင်းလားရှင်းပါပြီသဘောပေါက်သလားခုဥဒ္ဒါကြီးလူဆောင်ကောင်းထလို့ဗုဒ္ဓရှင်တော်ပြောနေတဲ့စကားကိုထကန့်ကွက်တယ်သူကဟုတ်ပြီနော်အဲ့တော့သာသနာရဲ့အန္တရာယ်တဲ့ဘုရားကပြောငါဘုရားကဲ့သို့သောပုဂ္ဂိုလ်ကိုတောင်
ပြန်လန်ပြီးခက်ထန်စွာပြောတတ်တဲ့ပုဂ္ဂိုလ်တွေပေါ်နေပါရော့လားမဲ့ဖို့မှအချင်းဤပုဂ္ဂိုလ်ရှင်းသလားတကယ်ဆိုရင်တဲ့ဒီနေရာမှာရှင်သပိဋ္ဌိသည်ဖြေခြင်းဖြေရင်ဒီလိုဖြေရမယ်กว่าတယ်ဒုက္ခဝေဒနာကိုဖြစ်ပေါ်စေတတ်သောကာယကံဝစီကံမနောကံအကြောင်းတရားတွေလုပ်ရင်ဒုက္ခဝေဒနာခံစားရမယ်กว่าရှင်းသလားကာယကံနဲ့ချမ်းသာကြောင်းလုပ်ရင်ချမ်းသာတဲ့အကျိုးရမှာလားမရဘူးလားဝစီကံနဲ့ချမ်းသာတော့အကြောင်းကိုလုပ်ရင်ကဲနှုတ်ကချိုးချိုးသားသားလေးနဲ့ပြုံးအောင်ပြောလိုက်ရင်ပြုံးမှာပေါ့ရီအောင်ပြောရင်ငိုအောင်ပြောရင်ကျင်းသလားသဘောပေါက်သလားမပြေငေါက်ငန်းပြောရင်ရံဖြစ်ရမှာပေါ့ဟင်ဒါဝစီကံမှာဝစီကံရဲ့အကျိုးရှိမရှိအေးအဲ့တော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောသလိုဖြေရမှာကွာမင်းတို့မှတ်ထားကာယကံဝစီကံမနောကံသည်ဒုက္ခဝေဒနာဖြစ်เสียအကြောင်းခံပြီးပြုလုပ်ခဲ့ရင်ဒုက္ခဝေဒနာခံစားဒုက္ခဝေဒနာကိုဖြစ်စေတတ်သောကာယကံဝစီကံမနောကံအကြောင်းကိုပြုလုပ်ခဲ့ရင်ဟုတ်ပြီဒုက္ခလည်းမဟုတ်ဒုက္ခလည်းမဟုတ်အဒုက္ခမဒုက္ခဝါလို့ဆိုတဲ့ဥပိ္ပခဝေဒနာအကြောင်းခံပြီးကာယကံဝစီကံမနောကံလုပ်ခဲ့ရင်ဒီလိုဖြေกว่าရှင်းသလားဝေဒနာမင်းရင်ဝေဒနာဖြေရမှာအဲ့ဒီဝေဒနာမှမြဲသလားမမြဲဘူးလားမေးတော့ဘာသစ္စာတော့အဲ့ဒီကြမှာဒုက္ခသစ္စာဆက်ရမှာ तू ကဟိုမှာအဆင့်ကျော်ရှင်းလားရှင်းပါပြီအခုတို့ယောဂီတွေလို့သီလလည်းဟုတ်ညာမကျင့်တမာတိလည်းဖြစ်မြောက်အာမထုတ်မဲလုံနေကြတာဝိပဿနာဟမ်ဖြစ်ရုပ်ကြည့်လည်းဖြစ်ပြီးတော့ရုပ်ဆိုတာဖောက်ပြန်ပြီးတော့ရုပ်မှန်ရင်အဲ့ဒီမှာငါကငါဟာပါသလားယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါဖြစ်တတ်တဲ့တရားနဲ့ဖြစ်ပြဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကဟောမဲဆိုင်ဘဝင်အောင်ဖြစ်ကုန်ခေါင်းပေါင်းကြီးတော့ပေါင်းထားတာကွာလွှမ်းနဲ့ပစိုးတွေကမပါဘူးဟမ်သဘောပါသလားသီလအခြေခံမရှိဘဲနဲ့တမာရီမတည်နိုင်မာတာမရဘူးကြီးတွန်းအောင်မနေနဲ့သီလအခြေခံမရှိဘဲနဲ့တမာရီမတည်သေးဘဲနဲ့ပညာမကိန်းနိုင်အဲ့ဒါဘုရားတခွန်းနဲ့ပြောချလိုက်တယ်အသုဒ္ဓသီလောဒုပ္ပညောပြီးရောရှင်းလားဒါဖြင့်လူမှန်လူသီလစောင့်ထိန်ဖို့လိုအပ်မလိုအပ်ခြေတာမပြောနဲ့လူဟာလူသီလထိန်ရပါမယ်ဗျာယဟန်ခြေနာသလားယဟန်ကလည်းအသေးသားလေးသိက္ခာပုဒ်ကလေးပဲပေါ့မလုံးနဲ့ဒါလေးကတော့ဒုက္ခပဲဒုက္ခနေတာပဲနော်ဒါလေးကတော့ပါစိတ်ပဲဖြေပါတယ်လို့အဲ့ဒီပုဂ္ဂိုလ်မက်ကံတဲ့ဖူကံတဲ့ဖြစ်တယ်မက်ဖို့ဘယ်တော့မှမရဘူးရှင်းလားမက်ဖို့မှမရတော့ဘူးဆိုယဟန်ဝဲတာအလကားပဲဟုတ်ပလားဘုရားသားတော်ဟောဒီအရဟတသကြီးခြုံထားတာအတိတ်ပဲမရှိတော့ဒါဖြင့်သီလသည်ရေးကြည့်တယ်ပေါ့မထင်နဲ့နော်အပကလေးသေးသေးလေးပဲဆိုပြီးပေါ့လို့မရဟာလူတွေလည်းဒီသီလလေးလောက်နေတော့နော်ဝိပဿနာအထုတ်ဖြစ်လို့ပျောက်တာပဲလို့လုပ်လို့မရပါဘူးဗျာဓမ္မကိုမထီမဲ့မြင်ပြုတဲ့ပုဂ္ဂိုလ်ဟာဓမ္မန္တရေထိုက်တယ်ဘုရားကအပြစ်ရှိပါတယ်လို့ပြောထားတဲ့ကိစ္စသည်အပြစ်ရှိကိုရှင်းသလားအဲ့တော့အကျိုးမဲ့ဖြစ်စေတတ်လို့မင်းတို့ဒီအမှုမလုံးနဲ့လို့ပြောတာမလီဘာမှမဖြစ်တော့ပါဘူးဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဒီဘဝလူဖြစ်ရှုံးပြီကျင်းတယ်လားကိုတော်ကောင်းတို့တာမန်ပုဂ္ဂိုလ်တွေမဟုတ်ဘူးနော်ဦးဇင်းကဒါမှမဟုတ်အားနဲ့မှန်နဲ့ဘာလို့လိုက်အော်နေတာလဲဘာလို့ရှင်ဘုရားတရားဟောတဲ့အခါဘာလို့လောက်အားမှန်နေနဲ့အော်နေတာလဲဟိုခင်ဗျားတို့ဆုံးရှုံးကုန်မှာဆိုလို့ဟမ်ကျုပ်တို့ကဘာမှမဆမ်းဘူး
နော်6တန်းကျောင်းသားကလေးကအဖေနဲ့အမေကသစ္စာတရားကိုအထုတ်ခိုင်းတယ်ဟုတ်ပလားအဲ့တော့ငယ်ငယ်လေးကလေးကတို့နားလဲတယ်တို့သိတယ်အဲ့တော့ဗုဒ္ဓရှင်တော်ဘုရားရဲ့တရားတော်ရယုံကြည်မှုသည်ဘုရားတရားတန်ခါပဲဆိုတာပြတ်သားစွာငယ်ငယ်လေးကလေးကနှလုံးသားထဲမှာကိန်းနေတာအဖေကဘေးမေးတယ်မမေးဘူးနော်သင်ပေးတယ်တတ်အောင်တော့လုပ်ထားတယ်ဘေးတယ်လည်းတတ်တယ်လက္ခဏာလည်းတတ်တယ်အင်္ဂါဝိဇ္ဇာလည်းတတ်တယ်အကုန်တတ်အောင်လုပ်ထားတယ်တော့ပါသလားနောက်ဆုံးကျမ်းမှန်သမျှအစုံတတ်အောင်အဖေကသင်ပေးတယ်ရှတ္တရကျမ်းအကုန်ရတယ်သို့တော့ဘုရားအဆုံးအမတစ်ခုပဲလိုက်နာတယ်ဘုရားအဆုံးအမကိုသာတန်ဖိုးထားတယ်ကျန်တာအကုန်လစ်လူရှုတယ်ဘုရားကမလုံးနဲ့ဆိုတဲ့ကိစ္စမှန်သမျှဘုရားမသုံးခဲ့တဲ့ပညာမှန်သမျှသုံးတယ်ရှင်းလားသဘောပေါက်သလားအဲ့ဒါဘယ်သူတွေအတွက်អော်ပေးနေတာလဲခင်ဗျားတို့ဘုရားသာသနာနဲ့ကြုံမကြုံလူအဖြစ်ရမရအေးအဲ့တော့သစ္စာတရားဟောတတ်တဲ့ပုဂ္ဂိုလ်နဲ့တွေ့မတွေ့ဒါလည်းကိုနားလည်တဲ့စကားနဲ့ဟောပေးဦးမနားမလဲတာတွေပြောနေလို့လေအားမသိပြန်တော့တာတို့ခေါ်ကုသိုလ်ယူပြန်ယုံပေါ့တို့ဘုရားသာသနာကုသိုလ်ရယုံလောက်ထားခဲ့တာလားဘုရားသည်ခင်ဗျားတို့ကုသိုလ်ဖြစ်ခွင့်လေးအတွက်နဲ့ဘုရားပွင့်လာတာလားအနှစ်သာရကိုကြည်အောင်သူ့ချိန်နဲ့သူရှိတယ်သာသနာကွယ်သွားတော့ကုသိုလ်ရဖို့ကိုမနဲ့ချစ်ချုပ်ယူရမှာခုချိန်ကကုသိုလ်လေးလောက်ယူရမယ့်အချိန်မဟုတ်ဘူးအဲ့ဒီတန်ဖိုးကြောင့်ပြောတာဒါကြောင့်သိသိတိုက်တာကိုသိပြီးတော့အချိန်မီကျင့်နိုင်ပြင်နိုင်ကြမှာနော်ဒီလိုဘဝမျိုးရဖို့လွယ်သလားဟုတ်ခင်ဗျားတို့ဘဝများစွာတန်တရားကတောင်းလာခဲ့ရတာအခုတွတ်တောင်းနေရတယ်နိဗ္ဗာန်တပစ္စယောအာတဝေခယဝဟံဘောရိညာဏတပစ္စယောတို့ချက်ကိုခတ်လို့နော်ဓမ္မကြီးတယောက်ကလာပြောတယ်ရှင်ဘုရားလည်းမသိလို့မေးပြရစီတဲ့ကဲမေးစမ်းမအောင်ဗျာလို့ကျုပ်ကလည်းသိတဲ့လောက်ဖြေတာပေါ့လို့ခင်ဗျားကျုပ်ကြောင်းသိတယ်နော်လို့သိပါတယ်ဗျာမူကြိုသိတယ်အေးသိပြီးရောကျုပ်သိတဲ့လောက်ဖြေမှလို့မသိတော့မတတ်နိုင်ဘူးလို့ဆရာတော်ကြီးတွေမေးပေးမယ်ဒီလိုပါဖေရတဲ့တောင်းကူမှာတပည့်တော်တို့ဆုတောင်းကြတဲ့အခါကျတော့ဣဒံမေပုံညာနိဗ္ဗာန်တပစ္စယောဟောတုတောင်းတာရဲ့အာသဝခယဝံဟောတုတောင်းတာရဲ့ဘောရိညာဏတပစ္စယောဟောတုတောင်းတာရဲ့ဘယ်လိုတောင်းရင်မြန်နိဗ္ဗာန်ရမလဲအဲ့ဒါဆိုရင်တော့ကျုပ်သိတဲ့အတိုင်းပြောရရင်အဲ့ဒီဘောရိညာဏတဆိုတာဘာလဲအတိပ္ပယ်မပေါက်နိဗ္ဗာန်တပစ္စယောဟောတုဆိုတာကိုယ်တိုင်ဉာဏ်နဲ့ပိုင်းခြားမသိပဲနဲ့သာတောင်းနေလို့တော့တောင်းကျင်သလိုတောင်းမရောက်ဘူးဗျာတော်ပါသလားဘုရားရှင်ကိုယ်တော်မြတ်ကြီးဟောထားတာရှိတယ်နိဗ္ဗာန်ကိုဆုတောင်းခြင်းမရောက်သလားမရောက်ဘူးမတောင်းမနဲ့ရောမတောင်းဖို့ဆိုတာပေါ့မရောက်ဘူးနော်ဒါဖြင့်တောင်းကြည့်တယ်လဲမတောင်းကြည့်တယ်လဲကောမရောက်ဘူးရောက်ကြောင်းလုံးမှရောက်မှာအဲ့တော့ရောက်ကြောင်းအထောက်ပံ့ဖြစ်ဖို့အရေးတောင်မှဒကာကြီးဒကမာကြီးရေလို့ကျုပ်ဖတ်ဖူးတာလေးကျုပ်ပြောမယ်ကျုပ်ကလည်းမိုးကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်နာတယ်စာဖတ်တယ်လေဒီဆရာတော်ဘုရားကြီးရဲ့တရားတော်နာတယ်စာဖတ်တယ်မဟာကန္နာယုံဆရာတော်ဘုရားကြီးရဲ့စာဖတ်တယ်ဒါပဲကျန်တဲ့ကျန်ငါမဖတ်ဘူးအဲ့တော့ငါဖတ်ဖူးတဲ့စာတွေကပဲငါပြောမယ်အဲ့တော့လေဒီဆရာတော်ဘုရားကြီးဗာအမိန့်ရှိခဲ့လဲဆိုတော့အဲ့ဒီအသိဉာဏ်သစ္စာသိတဲ့ဉာဏ်သာမပါဘဲနဲ့ဒါနသီလဘာဝနာပြုအဲ့ဒီပြုတဲ့ကုသိုလ်ကနိဗ္ဗာန်သို့ရောက်ကြောင်းအထောက်ပံ့ပါရမီမြောက်တဲ့ကုသိုလ်တောင်မဖြစ်အဲ့ဒါခင်ဗျာပြစ်စရောခြင်းရောနော်ခန္ဓာဒုက္ခမသိပဲလှုပ်လို့တော့မရတိုင်းရှင်းလားအဲ့တော့အခုခင်ဗျားတို့သစ္စာတရားနာခွင့်မရဘူးလားဒါဖြင့်တာမန်တော့မဟုတ်ဘူးတစ်ချိန်ကခင်ဗျားတို့ဒီခန္ဓာအကြောင်းကိုနာဘူးတယ်မှတ်ဘူးတယ်သိဘူးတယ်အခုလိုပဲခန္ဓာမှန်ရင်ဘာသစ္စာညတို့ကျတို့ရထားတဲ့ခန္ဓာကိုယ်ကြီးကချမ်းသာသလားဆင်းရဲသလားသိကြတယ်တော့အဲ့ဒါလောက်ကလေးသိဘူးကဲလို့အခုဒီမှာသစ္စာတရားနဲ့ဆိုင်မြိုင်ယုံရတာဉာဏ်မချမ်းရမဲနဲ့ဉာဏ်ရှေ့သွားမရှိပဲနဲ့ဉာဏ်နဲ့တမ်းမယုံမဖြစ်ဖဲနဲ့ဟုတ်ပြီနော်ပြုတဲ့ကံမှာဉာဏ်နဲ့တမ်းမယုံဉာဏ်နဲ့ရှင်တဲ့ကုသိုလ်ဖြစ်မှအလောဘအဒေါသအမောဟဥစည်းတဲ့ကံပြုမှဟိုဘက်မှာကျွတ်ထိုက်တဲ့အကျိုးကိုပေးမှာဆိုတော့အော်တင်ပါဗျာတပည့်တော်သဘောပေါက်ပါပြီတဲ့တပည့်တော်ကဘောဓိညာဏတလို့ရမလားနိဗ္ဗာန်တလို့ရမလားအာသဝခယံလို့ရမလားမသိလို့
ဆိုတော့တဲ့လို့ပါဗျာခမည်းခန္ဓာဘာသစ္စာဒုက္ခသစ္စာခန္ဓာဝတ်မှကျွတ်လို့လို့လှူပါ၏ဗျာပြီးပြီရှင်းလားဒီခန္ဓာယနာယုတ်ဤဒုက္ခသစ္စာကြီးကိုမလို့ခြင်းယွန်းတော့မုံတော့ညှင်းငွေတော့ညာပြည့်လှူပါ၏ကဲကိုမတတ်တဲ့စကားတွေရှောက်အော်မနေပါနဲ့အချိန်ကုန်ပါလေသဘောပါသလားအဲ့ဒီလိုပြောလိုက်လို့စော်ကားတာမဟုတ်ဘူးနော်သိအော်ကြပေါ့မသိတဲ့တို့မူကြိုပိဋကများအတွက်ပြောပါတယ်ရှင်းမလားဒီပြီးတော့ဘောဓိညာဏတပဲဆိုအာညာဏတပါဘာကန့်ကွက်ဆရာမရှိပါဘူးဥသုမင်္ဂလာပြောလိုက်လို့ပြင်စရာမလိုပါဘူးသဘောပါသလားခုလဲအာမဘန်းတေနောက်ကဘာကြီးရှင်ပြားဖြုတ်လိုက်ရတာခင်ဗျားတို့ကြည်နိုင်ရလားဖြုတ်ခိုင်းလို့လားမဟုတ်ပါဘူးခင်ဗျသူ့အကြောင်းကျိုးခင်ဗျားတို့နားလည်ပြီးသားပါနော်နားလည်အောင်ပြောပြီးပါပြီဘန္တေအာမဘန္တေအရှင်ပြားအာမလောက်ကြပါမယ်ပြောကြပါမယ်ဆိုကြပါမယ်အာမခံပြီးပြီဘာကြီးရှင်ပြားထဲလိုက်တော့ကပေါင်းကြည့်ဘာသာပြန်ကြည့်အစင်မပြေဘူးပညာရှိတွေကနားထောင်ကြည့်ဒီလူတွေဘာမှမတတ်ဖဲလုပ်နေတာဆိုတဲ့အဖြေထွက်တယ်အဲ့တော့ဒီလိုသိပြီဟုတ်သားပဲဆိုတော့အခုဆိုကြည့်ဆိုရင်ခင်ဗျားတို့အရသာရှိလာလိမ့်မယ်သဘောပါသလားအဲကောင်းပြီအဲ့တော့လူစင်းတို့လူတွေအဲ့ဒီမှာဗုဒ္ဓရှင်တော်ဘုရားကတကယ်ဖြည့်ခြင်းဖြည့်ရင်တဲ့ကုသိုလ်ကံဒုက္ခဝေဒနာကိုဖြစ်ပေါ်စေတဲ့ကာယကံဝစီကံမနောကံတွေလုပ်ရင်ဒုက္ခဝေဒနာဖြစ်ဒုက္ခဝေဒနာကိုဖြစ်ပေါ်စေမဲ့ကာယကံဝစီကံမနောကံတွေလုပ်ရင်ဥပိ္ပခဝေဒနာဖြစ်စေမဲ့ကာယကံဝစီကံမနောကံတွေလုပ်ရင်တူသောအကျိုးအားလုံးနားလည်ပြီနော်ဘယ်လိုအကျိုးပေးမယ်ဒါကြောင့်ကောင်းတာလုပ်ရင်မကောင်းတာလုပ်ရင်အကြောင်းကောင်းမှအကြောင်းစင်ကြယ်မှရှင်းပြီနော်ကြည့်အဲ့တော့ဘုရားရှင်ကိုတော်မြတ်ကြီးအေးဟေးတဲ့ဥရာကြီးတို့အတော်ကြောက်เสียကောင်းတယ်ကွာနော်ကိုယ်တိုင်လဲပိုင်းခြားသိမြင်နိုင်စွမ်းမရှိပါပဲလျက်သိသောပုဂ္ဂိုလ်မြင်သောပုဂ္ဂိုလ်တို့ပြောတာကိုနာခံနိုင်ခြင်းလည်းမရှိဘူးဆိုရင်ဒီပုဂ္ဂိုလ်အတွက်မက်ဖို့မရနိုင်တော့ဘူးအဲ့ဒါမင်းတို့မသိသေးတာတွေအများကြီးရှိတယ်တဲ့ကံကိုဝေဖန်ပြီးအကျေဝေဖန်ပြီးတော့ငါဖះဟောမယ်မင်းတို့နာကျင်လဲနာကြတယ်ဖះဒီလိုကိုပြောနော်ဒီတော့မှာမင်းတို့နာကျင်လဲနာကြရုံမဲ့ငါမဟာကာမဝိပင်္ဂတုတ်ကိုဟောမယ်ရှင်းသလားကံကိုဝေဖန်ပြီးငါဟောတော့မယ်တဲ့မင်းတို့နာကျင်လဲနာတယ်မနာကျင်လဲနေတဲ့ဘုရားတောင်ပေါက်စကားတွေပြောကုန်တုတ်ထဲမှာသွားကြည့်အဲ့ဒါဥပရိပန္နတပါဠိတော်မဟာကမ္မဝိဘင်္ဂတုတ်ဆိုပြီးရှိတယ်ရှင်းသလားအဲ့တော့မှအရှင်အာနန္ဒကဗျာကရထချောက်တယ်မှန်လားပါဗျာအရှင်ဘုရားဟောကြားအပ်သောမဟာကမ္မဝိဘင်္ဂကံကိုအကျယ်ဝေဖန်၍ဟောကြားအပ်သောဒေသနာကိုဘုရားတပည့်တော်တို့နာယံကြားယံအလွန်မှဆန္ဒပြင်းပြကြပါသည်ဗျာအရှင်ဘုရားဟောမှပြောမှသိရမယ်ကာလဖြစ်ပါတယ်ဗျာအရှင်ဘုရားဟောကြားဆုံးမတော်မူပါလို့ကဲဆက်ဟောရမလားဟောဆိုခြင်းအပြည့်နေနော်တို့သဘောလောက်တော့လုပ်ပေးခဲ့မယ်လက်ပြန်မှာဆက်သွားတာပေါ့နော်တုတ်ကအရှိကြီးကြံသေးတယ်မပြီးရင်နောက်တစ်ပွဲကြမှာဆက်ဟောတာပေါ့ဟမ်အဲ့ဒါဒီမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကအေးဒါဖြင့်ခြေသားတို့နာကြယဟန်နေစုလိုက်ဘုရားရှင်ကိုယ်တော်မြတ်ကြီးယဟန်ပိဋကတွေစုလိုက်စုပြီးတော့မှခြေသားတို့တဲ့လောကမှာသူများအသက်သတ်လေးရှိတယ်သူများပစ္စည်းခိုးလေးရှိတယ်သူများတာမယာပြစ်မှားစော်ကားလေးရှိတယ်မှုသားလည်းပြောတယ်ကြမ်းတမ်းတဲ့စကားလည်းပြောတယ်သိမ်ဖြင်းပေါ့ပြက်တဲ့စကားလည်းပြောတယ်သေရင်သေရလည်းတောက်သုံးတယ်အဲ့ဒါလို့လွယ်မှာဖောက်ပြန်တဲ့ကာယကံဝစီကံမနောကံပြုသူဒေဟသေသည်အချမဲ့၌ငရဲသို့သာသွားဟုတ်ပြီနော်မကောင်းသောအကျိုးကိုသာပေးမယ်ဒီလိုလဲရှိတယ်ကွာလောကမှာပုဂ္ဂိုလ်တစ်မျိုးတရားမှန်နော်ဒါလေးကအကျေရှင်းရမှာဒါကြောင့်တရားတစ်ပုဒ်လုံးဆုံးမယ်မဆုံးဘူးတော့ဦးဇင်းတို့အာမမခံနိုင်ဘူးတုတ်ကအရှိကြီးသူတော်ကောင်းတို့နာစေခြင်းလို့နော်အဲ့တော့ဒုတိယပုဂ္ဂိုလ်တစ်မျိုးသူများအသက်လည်းမတတ်ဘူးသူဥစ္စာလည်းမခိုးဘူးသူများသားမယားလည်းမစော်ကားဘူးမှုသားလည်းမပြောဘူးသိမှုသားလည်းမပြောဘူးကျမ်းတမ်းတဲ့စကားလည်းမပြောဘူးဂုံးတိုက်တဲ့စကားလည်းမပြောဘူးသိမ်ဖြင်းပေါ့ပြက်တဲ့စကားလည်းမပြောဘူးသိရက်လည်းမတော့ကာယကံဝစီကံမနောကံကိုစင်ကြယ်စွာထိမ့်သိဒီပုဂ္ဂိုလ်ကြတော့သေရီတခြားမဲ့နဲ့နတ်ရွာတုဂတိမှတ်မိပြီနော်အကြမ်းမြင့်သေချာမှကံကိုဝေဖန်ပြီးဟောမှာ
ကံကိုဘာလို့မအရင်တစ်ပတ်ကကံနေပြောထားခဲ့ပြီးသားနော်အဲ့ဒီကံနေနဲ့ဆက်ဆက်နာအဲ့တော့ကြည့်နံပါတ်3ဒီပုဂ္ဂိုလ်တယောက်ကသူများအသက်လည်းမတတ်ဘူးသူ့ဥစ္စာလည်းမခိုးဘူးသူများသားမရလည်းမစော်ကားဘူးမှတ်ထားနော်သူများသားမရလည်းမစော်ကားဘူးမှုသားလည်းမပြောဘူးတိမ်ဖြင်းပေါ့ပြက်တဲ့စကားလည်းမပြောဘူးဂုံးတိုက်တဲ့စကားလည်းမပြောဘူးသေရည်သေးရလည်းမတော့ဘူးတမာဒိဋ္ဌိအယူအမှန်လည်းရှိတယ်ဒီချာမှတလုံးတိုးလာပြီဗါတယ်ဟောဒီပုဂ္ဂိုလ်ကြတော့သေရင်နတ်ရွာဒုက္ကတိမှတ်မိပြီနော်ဘယ်နှမျိုးရှိသွားပြီနံပါတ်4ဟောဒီနံပါတ်4ပုဂ္ဂိုလ်လည်းသူများသက်လည်းမတတ်ဘူးသူဥစ္စာလည်းမကိုဘူးသူများသားမရလည်းမစော်ကားဘူးမှုသားလည်းမပြောဘူးဂုံးတိုက်တဲ့စကားလည်းမပြောဘူးတိမ်ဖြင်းပေါ့ပြက်တဲ့စကားလည်းမပြောဘူးကြမ်းတမ်းတဲ့စကားလည်းမပြောဘူးသေရည်သေရလည်းမတတ်ဘူးလွဲမှားတဲ့အယူရှိတယ်လာပြီမှတ်မိသလားလွဲမှားတဲ့အယူရှိတယ်အဲ့ဒီပုဂ္ဂိုလ်သေရင်ငရဲဆိုတာသွားရမယ်လာပြီဗျာဒီချမှတ်ဗျာပုဂ္ဂိုလ်ဘယ်နှမျိုးလို့တိကဲဟိုခြုံပြောမယ်တိပုဂ္ဂိုလ်ကမြည်သည့်သီလမှမဆောင်နိုင်ဘူးငရဲသွားကာယကံသီလဝစီကံသီလမနောကံသီလထိမ့်သလားအဲ့တော့အချင်းချုံပြောမယ်ဒါမှမပြောတာမူကြိုအဆင့်ပဲဟောရမှာနော်စကားလေးနည်းနည်းရှည်တယ်ခင်ဗျားတို့မမမိတော့အဲ့တော့ကာယကံဝစီကံမနောကံတစ်ခုမှမဆောင်ထိန်ဘူးသိရင်ပဲသွားမလဲနှစ်ကာယကံလည်းထိန်တယ်ဝစီကံလည်းထိန်တယ်မနောကံလည်းထိန်တယ်သိရင်နတ်ရွာဒုက္ကတိနံပါတ်3ကာယကံလည်းထိန်တယ်ဝစီကံလည်းထိန်တယ်မနောကံလည်းထိန်တယ်မှန်ကန်သောအယူဝါဒရှိတယ်ဟုတ်ပြီနတ်ရွာဒုက္ကတိနိဗ္ဗာန်ပေါ့ဗျာ4ကံ3ပါးတော့စင်ကြယ်တယ်ဒါဖြင့်ကံနဲ့ဒိဋ္ဌိဘယ်သူကပိုကြောက်เสียကောင်းလာပါပြီနော်မတော့တစ်ခေါက်လေးနားလည်ထားရုံနဲ့ကံ3ပါးလောက်နားလည်ထားရုံနဲ့အမလီတို့ကကံစင်ကြယ်ပြီးသားဘာမှပြောစရာမလိုတော့ဟမ်ဘယ်သူမှမဟုတ်တာလုံးမထားဘူးမဲရှင်းသလားဘယ်သူမှလည်းပြစ်ပယ်နေတာမဟုတ်တို့ကနတ်လည်းတင်လိုက်တာပဲလေပြစ်ရှိတာမှမဟုတ်တို့ကနတ်လည်းတင်တာပေါ့နော်ဘိုးတော်လည်းပသလိုက်တာပဲကြော်ဘွဲတွေလည်းထိုးထားတာအိမ်မှာတပုံကြီးပဲသဘောပါသလားသေချာနားထောင်အရေးကြီးလုံးပြောနေတာနော်အဲ့တော့ဒီလိုတရားမျိုးတွေသာမနာဘူးရင်ခင်ဗျားတို့လမ်းမှန်ပေါ်ရောက်ဖို့မဖြစ်နိုင်ပါဘူးနော်ရှင်းတော့လူကြီးတွေပြောပါမလေးပြောပါတို့ကာယကံဝစီကံမနောကံလုံခြုံအောင်နေခဲ့တာဘာတစ်ခုမှဘယ်သူမှမဟုတ်တာမလုပ်ဘူးအောင်တော့တို့အတွက်ကတော့ဘာမှစိတ်ပူစရာမရှိဘူးမနေ့လင်းလာနတ်အုံးလေးသွားနတ်သားလေးပက်လိုက်အုံးလေးကားလိုက်ဟမ်နတ်ပွဲဟေ့ဆိုသွားပြန်ပြီကော့နဲ့ဆေးလေးကြီးငော့ပြီးတော့သဘောပါသလားစီဝါရေးလေးမကောင်းဘူးဆိုတော့ဟဲ့စီဝါရေးမကောင်းဘေးရင်သွားမေးစမ်းဒီနေ့ရက်ရစားလားပြသလားအလူလုံးမလို့ရက်ရစားပြသလားရွေးဦးဟာချုပ်ချက်ကိုခတ်နေတာဒါပေမဲ့သူ့မှာအယူမှန်ရှိသလားရှိပါဘူးဗျာတကယ်အယူမှန်ဆိုတာနံပါတ်1ကံဤအကျိုးပေါ်မှာယုံကြည်ရမယ်ရှင်းသလားရှင်းပါတယ်ဗျာကံဤအကျိုးပေါ်မှာယုံကြည်တဲ့စင်ကြယ်သောအယူမှန်မရှိရင်နေ့ကနေကြိုက်တဲ့သီလထိတ်သဘောပေါက်သလားဒါဖြင့်ကံနဲ့ဒိဋ္ဌိပထမဦးဆုံးဘယ်သူအရင်မှန်အောင်လုပ်ရအဲ့ဒါကြောင့်မင်းတို့ဒါနသီလဘာဝနာနောက်ထားกว่าဒိဋ္ဌိအရင်ဖြုတ်လို့ဆရာတော်ဘုရားကြီးပြောခဲ့တဲ့စကားသည်ဘုရားရှင်ရဲ့အဆုံးအမနဲ့ကိုက်ညီမှုရှိမရှိရှိပါတယ်အဲ့ဒါနောက်နေ့ဆက်နာရှင်းသလားဒီနေ့ဖို့တော့ကြည့်လိုက်ကြစို့ခန္ဓာဘယ်နှပါကံကြောင့်နာယုတ်ကြောင့်ကံအဖန်ပန်ဖြစ်ပြန်နီးအလျော်သိကြတယ်နော်အဲ့တော့ကံကပို့လိုက်တယ်ဆိုပေမဲ့သူ့ကိုအုပ်ချုပ်တဲ့ဒိဋ္ဌိအစင်မပြေရင်ကောနေရာကျနိုင်မှာမလားနေဘုရားကဒီ၄မျိုးပုဂ္ဂိုလ်လေးပြောလိုက်တာနဲ့တင်တို့မှာအတော်သတိထားဖို့ကောင်းတယ်
လွယ်မတဲ့ကံလို့ရင်တော့ငရဲသွားမှသိကြပြီသားသို့တော့ဖြောက်မှန်တဲ့ကံလို့တာပဲနတ်ရွာသုက္ကတိရောက်တယ်သို့တော့အယူမှားလိုက်တာနဲ့ငရဲရောက်ပါမယ်လို့ကြီးစွာသောသတိဖျားပေးခဲ့တာမရှိဘူးလားရှိပါပါကာမဝိဝေင္ကမှာဆိုပါပြီအဲ့တော့ခုခင်ဗျားတို့ကျုပ်တို့ကြည့်ရင်ဒီခန္ဓာကိုယ်ကြီးဒီကိုယ်စိတ်တိုင်းကြကိုဖြစ်ချင်တယ်လို့ဖြစ်တာလားကံစီမံတယ်လို့ခံရတာအဲ့ဒီကံလည်းအကြောင်းကောင်းရင်အဲ့ဒီအကြောင်းအကျိုးထဲမှာခံစားစံစားနေရတဲ့ထဲမှာပုဂ္ဂိုလ်တ attva ပါသလားယောက်ျားမိန်းမပါသလားတကယ်ရှိတာယုတ်တရားနဲ့ကံကြောင့်အဲ့တော့နာယုတ်ထဲမှာယောက်ျားမိန်းမပုဂ္ဂိုလ်တ attva သူငါယုတ်တရားလည်းဖြစ်ပြီးရင်နံတရားလည်းဖြစ်ပြီးရင်ဖြစ်ပြီးပြတ်တာဘာသစ္စာအဲ့ဒါလို့ပိုင်ပိုင်ခြားခြားသိအောင်မလုံနိုင်ကြသေးဘူးဆိုရင်လမ်းမှန်အယူမှန်ရပါမလားမရသေးသေး၍ရှင်သမိတ်ဒီလိုလဲရောင်ဝါဖြစ်နေဦးမှာပဲဥဒါကြီးလိုလဲထောင်လွှားနေကြအောင်မှာရောင်ဝါနဲ့ဒီလိုများတရားကောင်းစဉ်ပေးရရင်ကောင်းမလားမသိဘူးသဘောပါသလားရောင်ဝါနဲ့ထောင်လွှားတွေ့တော့မောကပုရိသောတဲ့ဘုရားကျေနပ်သလားရှင်းရောရှင်းရလားကဲဒါဖြင့်ကံကံအကျိုးတွေကြည့်တော့ခန္ဓာဘာနှစ်ပါးခန္ဓာ၅ပါးကြည့်မြဲတဲ့တရားတွေလားမမြဲတဲ့တရားတွေဘယ်တရားကြည့်ဖြစ်ပြီးရင်အဲ့ထက်မှာငါကိုငါဟာငါဥစ္စာပါသလားအကြောင်းဖြစ်ရင်အကြောင်းချုပ်ရင်ကဲဒီနံယုတ်ကတကိုးရှင်နေဖန်ဆင်းထားတာလားဖန်ဆင်းရှင်နေကြောင်းလားယမာကြီးတွေကြောင်းလားအလိုလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားအကြောင်းရှိရင်အကြောင်းကောင်းရင်ရှင်းတတ်သလားဒါဖြင့်အားလုံးရှိတာခန္ဓာဘာတစ်ပါးဖြစ်ပြီးတော့ကဲဘာသစ္စာသိတဲ့ဉာဏ်ကသေတာကနောက်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကဲကဲသို့သစ္စာ၄ချက်တစ်ပြိုင်တည်းကိုက်မှသာလျင်တန္တရာဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ့ဆသောတတိမလျှော့သောဇွဲလုံးလလက်ကင်ထားပြီးတော့အယူမှန်ရနိုင်အောင်ကြိုးစားကြလို့တိုက်တွန်းရင်းနဲ့ဒီညဒီမျှနဲ့ပဲနားကြအောင်စို့